ရွာကကောင်လေးတယောက်ဟာသူ့ရဲ့စိတ်ဆက်ထားတဲ့မိန်းကလေးကိုရှာဖို့တောင်ပေါ်ကနေပထမဆုံးအကြိမ်ဆင်းလာခဲ့တဲ့လမ်းမှာခြေတန်းရှိရှိနဲ့လှပတဲ့မိန်းကလေးတယောက်ကိုတွေ့ပေမဲ့သူမနဲ့ဆုံတဲ့အခါမှာတော့သူဟာစိတ်ထဲမှာတမျိုးကြီးဖြစ်ပြီးနေရခတ်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲမူးနေတဲ့လှပချုံမောတဲ့ CEO မျိုးသမီးတယောက်ကိုလှမ်းမြင်လိုက်ပြီးငါစိတ်ဆက်ထားတဲ့သူကသာဒီလိုမျိုးဆိုရင်ငါဘဝကအေးဆေးဖြစ်သွားမှာပဲလို့စိတ်ထဲကနေကြံစည်မိလိုက်တယ်။သူဟာအဲ့ဒီအမျိုးသမီးနာကိုတွားလိုက်တဲ့အချိန်မှာပဲဝိုင်းခွက်တစ်ခွက်ကသူ့မနာကိုရုတ်တရက်ရောက်သွားတာကြောင့်အမျိုးသမီးကသူ့ကိုသတိထားမိသွားပြီးစကားဆဖြစ်ကြတဲ့ကောင်လေးကသူဟာလည်းအတင်းကျပ်လက်ထပ်ခိုင်းလို့ရောက်လာရတာဖြစ်ကြောင်းသူ့ရဲ့သမီးလောင်းကိုတခါမှမမြင်ဘူးတာကြောင့်ရုပ်ဆိုးမလေးဖြစ်နေမှာကိုကြောက်နေမိကြောင်းပြောပြတယ်။အဲ့ဒီအခါအမျိုးသမီးကလည်းသူမကိုလည်းမိသားစုကချမ်းသာပေမဲ့ရုံညံ့တဲ့သူတယောက်နဲ့အတင်းလက်ထပ်ခိုင်းနေတာကြောင့်စိတ်မသက်မသာဖြစ်ရကြောင်းပြန်ပြောပြပြီးသူ့ကိုကိုချင်းစာသွားတယ်။စကားပြောရင်းနဲ့အခြေအနေတွေကပိုပြီးလေးနက်လာတဲ့အချိန်မှာလူမိုက်တချို့ရောက်လာပြီးကောင်လေးကိုချင်းချောက်မောင်းထုတ်ဖို့ကြိုးစားကြတယ်။ဒါပေမဲ့ကောင်လေးကနောက်မဆုတ်ပဲရဲရဲဝံ့ဝံ့ပြန်လဲခုခံပြီးလူမိုက်တွေကိုနှိမ်နှင်းကအမျိုးသမီးကိုကယ်တင်လိုက်တယ်။သူ့ရဲ့တတိကိုမြင်ပြီးအမျိုးသမီးကစိတ်ထဲကနေသဘောကျသွားပြီးသူ့ကိုပြန်ရှာဖို့ဆုံးဖြတ်လိုက်တယ်။ဒီအတော်အတွင်းမှာပဲတချို့လူတွေကသူမကိုအစိတ်ခတ်ပြီးဒုက္ခပေးဖို့ကြိုးစားကြပြန်တယ်။ဒါပေမဲ့ကောင်လေးကသူ့ရဲ့ထူးခြားတဲ့စွမ်းအားနဲ့ကုသပေးပြီးသူမကိုအသက်ဘေးကနေကယ်ထုတ်နိုင်ခဲ့တယ်။နောက်တနေ့မနက်မှာအမျိုးသမီးကတတိယလာတော့ကောင်လေးကိုအထင်လွဲပြီးအရင်ဆုံးဒေါသထွက်မိတယ်ဒါပေမဲ့ညကဘာမှသူမကိုတယောက်ကစိတ်ကက်ခဲ့တာဖြစ်ပြီးဒီကောင်လေးကပဲသူမအသက်ကိုကယ်ခဲ့တာဆိုတာကိုပြန်တတိယသွားတယ်ကောင်လေးကသူဟာလင်ကျန်းမျိုးကိုသူ့ရဲ့စိတ်ဆက်ထားသူဆူလူဟန်ကိုရှာဖို့လာတာလို့ပြောပြလိုက်တဲ့အခါသူမအရန်အံ့ဩသွားပေမဲ့သူမကိုသူမအဲ့ဒီမိန်းကလေးပါလို့ချက်ချင်းဝင်မခံခဲ့ဘူးကောင်လေးကတော့ဆက်ရှာဖို့ပဲဆုံးဖြတ်ပြီးထွက်ခွာသွားခဲ့တယ်အမျိုးသမီးကဆေးရုံမှာစစ်ဆေးကြည့်တဲ့အခါသူမမှာဘာမှထိခိုက်ပျက်စီးသွားတာမျိုးမရှိဘူးဆိုတာသိလိုက်ရပြီးသူမရဲ့အထင်လွဲမှုကိုနောက်တက်ရသွားတယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့သူမအဖေကတတိတယောက်နဲ့လက်ထပ်ဖို့ထပ်ပြီးအတင်းကျပ်တိုက်တွန်းပြန်တယ်အဲ့ဒီအချိန်မှာပဲသူတို့သားလောင်းအိမ်ကိုရောက်လာပြီးဆိုတဲ့သတင်းကြားရတဲ့မိခင်ဖြစ်သူကတတိမှတ်ပြီးအိမ်ထဲကိုဖိတ်ခေါ်ခိုင်းပေမဲ့တာမန်ကောင်လေးတယောက်မှန်းသိသွားတဲ့အခါမှာတော့အပြင်ကိုမောင်းထုတ်ဖို့ခိုင်းတော့တယ်အဲ့ဒီအချိန်မှာပဲကောင်လေးကအိမ်ထဲကိုကိုယ်တိုင်ဝင်လာခဲ့တယ်မိဘတွေကသူ့ရဲ့ဆင်းရဲတဲ့ပုံစံကိုကြည့်ပြီးနှိမ်ချရဲမောကြပေမဲ့အမျိုးသမီးကတော့သူ့ကိုချက်ချင်းမှတ်မိသွားတဲ့ကောင်လေးကလည်းဒီမိန်းကလေးဟာသူ့ရဲ့စစ်ဆက်ထားသူမှန်သိသွားခဲ့တယ်ဒါပေမဲ့အမျိုးသမီးရဲ့အဖေကတော့ဒီကောင်လေးရဲ့အရေးချင်းအစစ်အမှန်ကိုတန်တရားဝင်နေပြီးသူဟာအရေးချင်းတွေကိုဖုံးကွယ်ထားတဲ့တတိတယောက်များလားဆိုပြီးသူ့ဇနီးကိုတတိထားဖို့တတိပေးလိုက်ပါတော့တယ်